ကဲအားလုံးပဲမင်္ဂလာပါနော်ကဲ line ကတော့ညကြမှာစုံမယ်ကျွန်တော် line လေးပြတ်ကြသွားလို့ပေါ့နော် line မကောင်းလို့ပေါ့နော် line မကောင်းတော့တင်လို့မရတော့ကျွန်တော်ဗီဒီယိုလေးပဲအစအနေဆုံးนี้ကျွန်တော်တေချာလာနေအောင်ရှင်းပြီးတော့လိုရင်းလိုရှင်းနေပဲကျွန်တော်တင်လိုက်ပြီပေါ့နော်ညကြမှာကျွန်တော်တေချာလေးလာပြီးတော့ညကြမှာကျွန်တော် line နဲ့စုံမယ်ဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုလိုရင်းလိုရှင်းနေစားပြီပေါ့နော်ကျွန်တော်တေချာနားလေးအောင်ကျွန်တော်နောက်တစ်ခေါက်ပြန်ပြီးရှင်းပြလိုက်မယ်တုံညရဲ့ခုံရဲ့တုံညရဲ့သုံးလုံးပေါင်းချင်းဒီခွန်ရဲ့ပါပါဒီနှစ်ခုနှစ်ဒီဝမ်းချင်းအဲဒါကျွန်တော်ဒီမှာ60နဲ့နှစ်ဆိုပြီးတော့ရိုက်တယ်ပေါ့နော်ခုနှစ်ဝမ်းချင်း60နဲ့နှစ်ဆိုပြီးရိုက်တယ်နောက်တစ်ပြန်ကျွန်တော်သွားမယ်တုံညနှစ်ရဲ့9ရဲ့9ရဲ့သုံးလုံးပေါင်းချင်းဒီတုံညရဲ့ပါပါဒီ9တုံည9ဒီဝမ်းချင်းဒီမှာကျွန်တော်ဗရိုက်သွားလဲတုံည3ဆိုပြီးရိုက်သွားတော့တုံညတစ်လုံးဆွဲသွားတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်နောက်တစ်ဆိုင်ကိုသွားမယ်3ရေ3ညရေ5ရေ3လုံးပေါင်းရင်ဒီ8ရေပါပါဒီ3 3ဒီ1ချင်းဒီမှာကျွန်တော်85ဆိုပြီးရိုက်တော့8တလုံးဆွဲသွားတယ်ပေါ့နော်နောက်တစ်ပြန်သွားမယ်4ရေ8ရေ9ရေ3လုံးပေါင်းရင်ဒီ9ရေပါပါဒီ4 6လေးဒီ1ချင်းကျွန်တော်ဒီမှာဗရိုက်သွားလဲ39ဆိုပြီးရိုက်သွားတော့9တလုံးဆွဲတယ်ပေါ့နော်အဲ့ဒါ9တလုံးဆွဲတယ်အဲ့ဒါကျွန်တော်နောက်တစ်ပြန်ဆက်ပြီးတော့သွားမယ်3ညရေ3ရေခွန်ရေ3လုံးပေါင်းချင်းဒီ3ညရဲ့ပါဝါဒီ9 3ည9ဒီ1ချင်းကျွန်တော်ဒီမှာ90နဲ့ခွန်ဆိုပြီးတော့ရိုက်သွားတော့9တလုံးဆွဲတယ်ပေါ့နော်အဲ့တော့နောက်တစ်ဆိုင်ကိုသွားမယ်1ရေ9ရေ3ရေ3လုံးပေါင်းချင်းဒီ9ရေပါဝါဒီ4 6လေးဒီ1ချင်းဒီနေ့ကျွန်တော်ကုညနေတောက်ကြနေဟောပါတနင်္လာနေ့ကျွန်တော်ညနေမှာ6လေး1ချင်းညပြီပေါ့နော်ဒါဆိုရင်ကျွန်တော်နောက်တစ်ဆိုင်ကိုကျွန်တော်ထပ်ပြီးတော့သွားမယ်ရှုပ်ခွက်ပဲပေါ့နော်အဲ့တော့ဒီမှာကိုပေါ့နော်ကိုဒီကတနင်္လာနေ့မနက်ခင်းပိုင်းကျွန်တော်တို့ထိပ်စီးကိုကျွန်တော်တို့ယူမယ်ပေါ့နော်ဒီကိုဒီ6လေး1ချင်းဆိုပြီးကျွန်တော်တို့ကစားမယ်ကိုဒီ6လေး1ချင်းကိုကျွန်တော်ဒီမှာဗာရိုက်လေကျွန်တော်90နဲ့2ဆိုပြီးတော့ရိုက်သွားပြီးတော့ကျွန်တော်တို့ဒီမှာ6တုံးဆွဲသွားတယ်ပေါ့နော်အပေါ်က9 1ချင်းအောက်က6လေး1ချင်းကျွန်တော်ဒီမှာ90နဲ့2ဆိုပြီးတော့အပေးရိုက်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာတပင်ပေါ့နော်အဲ့ဒါကျွန်တော်နောက်တစ်ပြန်ဆက်ပြီးတော့သွားမယ်ဒီက8ဒီမှာ83ဆိုပြီးတော့83ချင်းအပေါ်က35ဝန်းချင်းနဲ့ကျွန်တော်ပေးသားလိုက်မယ်အဲ့ဒါကျွန်တော်ဒီမှာဗာတက်သွားလေ33ဆိုပြီးရိုက်သွားပြီးတော့ကျွန်တော်ဒီမှာ83ဝန်းချင်းဟာ3တလုံးဆွဲတယ်ပေါ့နော်အဲ့တော့3တလုံးဆွဲတယ်ဒီမှာဝန်းချင်းနဲ့ပြီးရှင်နေဒီက33ဆိုပြီးလဲစုံရိုက်သွားတယ်3တလုံးနဲ့ဆွဲတယ်ပေါ့နော်အဲ့ဒါကျွန်တော်နောက်တစ်ပြန်ထပ်ပြီးတော့သွားမယ်ဒီက9ပေါ့နော်9ရဲ့ပါဝါဒီ3ည50ဒီ1ချင်းဒီ50 1ချင်းကျွန်တော်ဒီမှာဗာတက်သွားလေ85ဆိုပြီးရိုက်သွားတော့ဒီက9တလုံးဆွဲတယ်အပေါ်က83 1ချင်းနဲ့50 1ချင်းနဲ့ပေးထားလိုက်တော့ကျွန်တော်တို့85ဆိုပြီးရတော့ဒီမှာ85ဆိုပြီးထပ်သွားတယ်ပေါ့နော်အဲတော့ကျွန်တော်နောက်တစ်ပြင်ကိုထပ်ပြီးတော့သွားမယ်ဒီက3ဒီ3ရဲ့ပါဝါ8 38ဒီ1ချင်း38 1ချင်းကျွန်တော်ဒီမှာဗာတက်သွားလေ39ဆိုပြီးရိုက်သွားရတော့ဒီမှာ3တလုံးဆွဲသွားတယ်ပေါ့နော်3တလုံးဆွဲသွားတယ်အပေါ်6လေး1ချင်းနဲ့3ရှစ်1ချင်းနဲ့ပေးထားလိုက်ရင်လည်းကျွန်တော်39ဆိုပြီးရတယ်ပေါ့နော်အဲဒါ39နှစ်ခုလုံး1ချင်းလေးဆွဲတယ်ကျွန်တော်တို့ဒီကဒီကနန်းလေးညှိတယ်ပေါ့နော်ဒီနှစ်ခုလုံးလေးညှိတယ်ပေါ့နော်အဲဒါကျွန်တော်နောက်တစ်ပြန်ဆက်ပြီးတော့သွားမယ်3ညရေ3ရေခွန်ရေ3လုံးပေါင်းချင်းဒီ3လုံးပေါင်းချင်းဒီ3ညပါဝါ9 3ည9ဝန်းကျင်ပါပေါ်ခွန်ရဲ့ပါဝါနဲ့ခွန်နဲ့ဝန်းကျင်ခုနှစ်ဝန်းကျင်ကျွန်တော်ဒီမှာဗာဆွဲသွားလေ90နဲ့ခုံဆိုပြီးထွက်သွားလိုက်တော့ကျွန်တော်ဒီမှာခုတလုံးဆွဲသွားတယ်ပေါ့နော်အဲဒါပေါ်3.5ဝန်းကျင်နဲ့ပြီးသားလိုက်တော့ဒီမှာခု9ရတော့ဒီမှာခု90နဲ့ခုံဆိုပြီးရတယ်ရိုက်တယ်ပေါ့နော်အဲဒါကျွန်တော်ဒီညနေမှာလည်းဒီအခုတနင်္လာနေ့ညနေမှာလည်းကျွန်တော်တို့ထပ်ပြီးရိုက်မယ်ဆိုရင်ဒီက3ဒီ3ရဲ့ပါဝါ8 38ဝန်းကျင်အဲတော့မှဒီ3လုံးပေါင်းချင်းဟာဒီမှာ9ရဲ့ပါဝါလေး6လေးဝန်းကျင်နဲ့38ဝန်းကျင်နဲ့ကျွန်တော်တို့ပြီးသားပြီပေါ့နော်အဲဒါဒီညနေမှာကျွန်တော်ကဏ္ဍရမယ်ဆိုရင်93 98 43 48ဆိုပြီးကျွန်တော်4ခွက်ရပြီပေါ့နော်အဲတော့ကျွန်တော်တို့ဒီလိုရင်းတူရှင်တွေပဲကျွန်တော် all call လေးကိုကျွန်တော်သွားပြပြမယ်ဒါကကျတော့ကျွန်တော် letter site ပေါ့နော် letter site 2ရက်တွင်မြူရမှာဒီမှာ2ရက်တွင်2ရက်နှစ်ခါလေး4ပါဒီကကျွန်တော်အမြဲပဲရှင်းပြလိုက်ပါတော့ဗီဒီယိုတိုင်းရှေ့သွားဆိုရင်ကျွန်တော်တင်ပေးလိုက်ရင်ကိုဒီမလေးချိန်မမိမှာသို့လို့ပေါ့နော်ဒီမှာ2ရက်နှစ်ခါလေး4ဒီ2ရက်တင်မှာ4တလုံးစီးရမယ်6လေးရိုက်တယ်1ရက်နှစ်ခါတင်းနဲ့ခွန်နဲ့ပေါ့နှလုံးမောင်းချင်းရှေ့ရနကတီတီ8တေဝန်းချင်းကျွန်တော်ဒီမှာခွန်ရှိရိုက်တယ်9တေရိုက်တယ်အဲဒါဒီမှာ6နဲ့9နဲ့ပေါ့နှလုံးမောင်းချင်း9ရဲ့နက3 5ဝန်းချင်းဒီမှာ3တလုံးဆင်းရမယ်ဒီမှာ9 3ဆင်းနဲ့9ခွန်ရိုက်တယ်ဒီမှာဒီဘက်မှာလည်းဆွဲတယ်ပေါ့နော်အဲဒါကျွန်တော်ဒီညနေမှာလည်းထပ်ပြီးတော့9ရဲ့4ရဲ့နှလုံးမောင်းချင်းဒီ9ရဲ့နခါ6 6ဒီဝန်းချင်း6တလုံးဆင်းရမှာမဆင်းသေးဘူးဒီညနေ6ကောင်းနေအားလုံးမရှိမှာ9တလုံးတော့ဆင်းလာတယ်
ဒီကိုကတော့စိတ်မိသွားပြီပေါ့နော်ကိုတစ်လုံးဆင်းလာတယ်ကျွန်တော်ဒီညနေမှာထပ်ပြီးတော့သူကနှစ်ပင်လောက်ဆင်းရမယ့်အနေနဲ့မှာ6ချစ်1ချိန်မဲ့6ချစ်1ချိန်တပင်ပဲဆင်းလာကျွန်တော်နောက်တစ်ပင်ထပ်ပြီးဆင်းနိုင်ခြင်းအများကြီးရှိတယ်ပေါ့နော်အားဒါတကြောင်ရေဒီကနောက်တစ်ပင်ကလည်းအဲ့တိုင်းပဲ4ရ5ရနှလုံးပေါင်းချင်း9ရနှစ်ခါကြောင့်6 6 1ချိန်ကိုဒီမှာနှစ်ပင်ဆင်းတယ်4ရ1ရနှလုံးပေါင်းချင်း9ရနှစ်ခါ3 5 3 1ချိန်ဟာဒီမှာ9 5ထွက်တယ်9 1ထွက်တယ်ဒီမှာအဲ့တိုင်းပဲခွန်ရဲ့6ရနှလုံးပေါင်းချင်း3ရနှစ်ခါ9 3 5 1ချင်းရဒီမှာ3 8ထွက်တယ်9 9ထွက်တယ်1 5ထွက်တယ်9 3ထွက်တယ်အဲဒါကျွန်တော်ဒီမှာလည်းအဲ့တိုင်းပဲ1ရ5ရနှလုံးပေါင်းချင်း6ရနှစ်ခါ9 6 9ဒီ1ချင်းဒီ6 9 1ချင်းရဒီမှာထပ်ပြီးဆင်းရအောင်မှာမဆင်းဘူးပေါ့နော်6 8တလုံး6 8တပင်ပဲဆင်းတယ်ပေါ့နော်အဲ့တော့ဒီညနေကို6 6 1ချင်းရလည်းထပ်ပြီးတော့ကောင်းတယ်ဒီဘက်မှာလည်း1ချင်းရလည်းဒီဘက်မှာလည်း6 4 1ချင်းနဲ့တွားပြီးတော့ညှိထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဒီ12နာရီဒီ12ရက်နေပေါ့နော်12ရက်နေ4နာရီ30တော့ကျွန်တော်ကနန်းထုတ်လိုက်တာဒီ3ပိုင်း8ပိုင်းနဲ့38ဝန်းချင်းကီးအနေနဲ့မပြည့်မပြည့်ကီးအနေနဲ့ကစားမှာ6 ကီးရောအထိကစားကြပါ6 ကီးအထိကစားပထမဦးဆုံး main အနေနဲ့39ကိုရောဒုတိယအနေနဲ့3436ကိုရောပတ်သီးအနေနဲ့ကျွန်တော်3ပတ်သီးထုတ်လိုက်တယ်ပေါ့နော်အဲ့တော့ကိုရီမိုက်ဒါလေးကိုဆက်ဝင်ရောရိုက်သွားပါညနေကိုဒီ3ခွက်ပဲတို့ပါ3 3 4 3 6 3ခွက်တွေတို့ပါကီးအနေနဲ့ကတော့6 ကီးရောအထိကစားကြပါပေါ့နော်ဒါဆိုရင်အားလုံးပဲကံကောင်းကြပါစေကျွန်တော်ရဲ့ဗီဒီယိုလေးကို like ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and subscribe လေးလုပ်ပေးတာပေါ့ကျွန်တော်ဒီကနေပြီးတော့တောင်းဆိုရင်လည်းကျွန်တော်ဗီဒီယိုကိုဆုံးသတ်မယ်ပေါ့နော်အားလုံးပဲညနေမှာကံကောင်းကြပါစေ bye bye